လူဦးရေ4,000-5,000လောက်ကိုကျွန်တော်တို့ဒီညကက်တလညမှာထမင်းအဝကျွေးပြီဗျမမလဲဆိုတော့ကျွန်တော်တို့ရွှေဘုံတန်လဲအလဲဘလောက်မှရှိတယ်မိုးကြပလီအရှိတဲ့မှာဘသူတွေဦးစီးဦးဆောင်လုပ်နေလဲဆိုတော့ရွှေဘုံတန်အလဲတန်းကဟာဂျီမိုဟာမတ်ကအတိကဦးစီးဦးဆောင်လုပ်ပြီးတော့အခြားမိတ်ဆွေများလည်းဒီပွဲကိုဖိတ်ထားပါတယ်တို့ဒီမှာလူဦးရေ4,000-5,000လောက်ဝင်းကျင်လောက်ရှိတဲ့ထမင်းတွေဟင်းတွေပဲဟင်းတွေကိုဘသူဒါကျွန်တော်တို့ဟာကြီးဦးကျော်ခဲနဲ့တားများဆန်ဦးစိုးကြတယ်အဓိကအမဲသားဆိုတော့ကျွန်တော်အမဲသားကုလမာပြီးတော့နောက်ပြီးလို့ရှိရင်ပဲဟင်းတော့မဟုတ်ဘူးတီးစုံမှဒါကြဖန်တီးထားပေးတဲ့ပြင်ထမင်းရိုးထမင်းမဟုတ်ဘူးနော်ထောပတ်ထမင်းကမြန်နို့နဲ့ပေါင်းပြီးချက်ထားတာဆိုတော့အရင်စားကြီးမှဖြစ်မယ်ထင်တယ်ဗျစနေတဲ့အချိန်အတွင်းမှာပဲအချိန်အပြည့်၈နိုင်ခွဲလဲကြော်လာပြီဆိုတော့ထမင်းအိုးတွေဟင်းအိုးတွေနဲ့ပဲဟင်းအိုးတွေကဇက်တိုက်ရောက်ရှိလာပါပြီခင်ဗျကျွန်တော်ရင်းနေစဉ်အတော်အတွင်းမှာပဲအိုးကြီးပေါင်း40-50ဝန်းကျင်လောက်ဒီရှိနေပါပြီပဲဖြစ်ပါတယ်တွင်းလေးမှာပဲရွှေဘုံသားတလန်းလုံးရသွားတဲ့အနံ့လေးရတော့မင်းကိုထောပတ်နဲ့ချက်ထားပြီးနိုးနဲ့နှက်ထားတဲ့ထမင်းရဲ့နူးညံ့လုံးလာတဲ့အမဲသားခွန်မရဲ့ပဲဟင်းမွှေးမွှေးလေးတွေက9နိုင်မိနစ်20ဝန်းကျင်မှာစတင်ဆွဲဆောင်လိုက်ပြီပဲဖြစ်ပါတယ်အခုဆိုလို့ရှိရင်ကျွန်တော်တို့အေရှာလည်းပြီးသွားပြီတာရာဝီလည်းပြီးသွားပြီဗျာ9နိုင်လည်းခွဲတော့မှဆိုတော့မကြခင်အချိန်အတွင်းမှာဟင်းတွေထမင်းတွေနဲ့ ready ဖြစ်နေပြီခဏလေးစတင်ကျွေးတော့မှာပဲဖြစ်ပါတယ်အစီအစဉ်တင်ဆက်နေခြင်းအတွင်းမှာပဲဒါနမြောက်တော့အောင်ပါဝင်ပေးဖို့လူကြီးတွေကတော့ဇွဲစီတွေဆိုအတီးတီးစတင်ဝဲကြောင်းကြပြီပဲဖြစ်ပါတယ်ခင်ဗျလာစားတဲ့သူတွေထဲမှာလူဦးအတော်များတာမို့လို့ကျွန်တော်တတုပ်ပြီးတတုပ်စတင်ဝင်ရောက်ပြီးစားသုံးစေခြင်းပဲဖြစ်ပါတယ်လာရောက်သုံးဆောင်တဲ့သူတွေထဲမှာတော့စင်ရင်ချမ်းသာမရွေးမိသည့်အသက်ရွယ်မရွေးလူမျိုးမရွေးဘာသာမရွေးရုပ်အလက်မိသူမှမရွေးပဲနဲ့လာပေါင်း1000နဲ့တာပိုးမြတ်တဲ့ညကတညမှာလူဦးရေ1000ခန်းကိုထမင်းအဝကျွေးနေခြင်းပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ရွှေဘုံတန်လန်းအလဲလန်းမှာတင်ဆက်နေတယ်ဆိုပေမဲ့ဒီညမှာရှိတဲ့28လမ်းပလီနဲ့စတဲ့ပလီပေါင်းများစွာလမ်းပေါင်းများစွာဟာဆိုလို့ရှိရင်ယခုလိုထမင်းကျွေးမွေးတဲ့အစီအစဉ်နဲ့လုံးဝပြည့်နှက်နေပြီပဲဖြစ်ပါတယ်ကျွန်တော်အမြဲတမ်းပြောဘူးတဲ့စကားတစ်ခုရှိတယ်ဗျကျွန်တော်တို့အစ္စလာမ်တွေကဆိုလို့ရှိရင်အလူတန်းအတော်လေးရရောတဲ့အထင်မှာပါတဲ့အပြင်ယခုလိုဥပုသ်လရမ်ဇန်လမှာအလူတန်းနဲ့ပတ်သက်ပြီးတော့ပိုမိုစိတ်ပြင်းထန်လေးရှိပါတယ်ဗျဒါကလည်းကျွန်တော်တို့ဘုရားသခင်အလောင်းရှင်မြတ်ရှိရနေပြီးတော့ဂရုဏာနဲ့အကျိုးစွာမြောက်များစွာကိုမျှော်ကိုးနေခြင်းပဲဖြစ်ပါတယ်မိတ်ဆွေဒီလိုထမင်းဒီလိုဟင်းဒီလိုအသားနဲ့ဒီလိုပဲဟင်းနေနဲ့ပေါင်းစပ်ထားတဲ့ထမင်းတစ်ပွဲဟာမြန်မာငွေနဲ့တွက်ကြည့်မယ်ဆိုလို့ရှိရင်တစ်ပွဲကို8,000-1000ဝန်းကျင်ရှိပါတယ်ဈေးနဲ့ရတဲ့ထမင်းကိုလူမျိုးဘာသာလုံးဝမခွဲခြားဘဲနဲ့ဒီညမှာအားလုံးကျွေးမွေးလှူဒန်းနေခြင်းပဲဖြစ်ပါတယ်လူတွေဒီလောက်ထိအားရပါရစားပြနေတာတွေအနံ့အသက်တွေကကျွန်တော်ရဲ့နှလုံးသားအတော်လေးဆွဲဆောင်နိုင်လို့မလွန်ဆန်နိုင်တာနဲ့ကျွန်တော်တခါတည်းတန်းပြီးတော့လူရှင်းတာနဲ့စားလိုက်ပါတယ်ဘယ်လားဝါလားဘရကတက်လားပါတယ်ထင်းတဲ့အတိုင်းမှာပဲမိတ်ဆွေစားဘူးတဲ့သူတွေဆိုလို့ရှိရင်အောက်ကကွန်မန့်မှာပြန်ရေးခဲ့ပြီပါပကံထဲမှာပါလာတဲ့နူးညက်ဣဆက်လွန်လာတဲ့အမဲသားရဲ့ထောပတ်ထမင်းကိုမှကျွန်တော်တို့နှုတ်နဲ့ပြန်ပေါင်းပြီးချက်ထားတဲ့ထမင်းရဲ့တီးစုံတရကြရဲ့အတူတွဲဖက်ပြီးနဲဖက်ပြီးစားလိုက်ရတဲ့ feeling ကတော့မိတ်ဆွေရာအတော်လေးစားလို့ကောင်းတယ်လို့ပြောလို့ရပါတယ်ဗျာပကံနဲ့စားတယ်ဆိုတော့ကျွန်တော်အခုတော့မတင်းနိုင်တော့ပဲနဲ့နောက်ထပ်လိုက်ပွဲတွေထက်ယူနေရပြန်ပါပြီဗျာဒီလူရမှုတွေကိုအကျိုးအားပြုပြီးတော့ကျွန်တော်တို့နေတဲ့မြန်မာနိုင်ငံကြီးအေဂျင့်တရားပျော်ရွှင်စေပြီးတော့ကမ္ဘာအရရက်မှာရင်ဆိုင်နေရတဲ့ပူလောင်မှုတွေလည်းအများဆုံးတော့ကကင်ဝေးစေဖို့အခုလိုကတလညနဲ့အတူမကြခင်ကုံဆုံးတော့မဲ့ရမ်ဇန်ရဲ့ရက်လေးတွေမှာစုတော်ဟာအထူးပြုဖို့ကျွန်တော်အနေနဲ့မြတ်တရခံချင်ပါတယ်ဗျာအိန္ဒိယရောက်တော့မယ်ဆိုပေမဲ့ရမ်ဇန်ကာလမှာဖြတ်သန်းရတဲ့ feeling ရတော့တစ်နှစ်မရောက်မချင်းအတော်လေးလွမ်းနေရတော့မှာပဲဖြစ်ပါတယ်ဗျာ